ကောင်မလေးဟာဖေဖေဝယ်ပေးထားတဲ့ဖုန်းသစ်နဲ့ selfie ရိုက်နေပါတယ်။ဒါပေမဲ့မထင်မှတ်ပဲသူမရဲ့ဖေဖေကိုလည်းဓာတ်ပုံထဲထည့်မိသွားပါတယ်။သူမနောက်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမြင်ရတာကသူမအတွက်မယုံနိုင်လောက်တဲ့မြင်ကွင်းတစ်ခုပါပဲ။ဖေဖေဟာလမ်းဘေးမှာခြေထောက်နှုတ်နိုင်တယ်လို့လှမ်းရလျားနဲ့တွားလျားပြီးလမ်းသွားလမ်းလာတွေကိုတောင်းစားနေပါတယ်။အဲ့ဒီအချိန်မှာလူတစ်ယောက်ကကြက်တစ်ဆက်သူ့ညတရွက်ကိုပြစ်ချလိုက်ပါတယ်။ဖေဖေကအဲ့ဒီငွေကိုဘယူးတစ်စိုက်ကောက်ယူပြီးသူ့ရဲ့ဘက်ခါထဲထည့်လိုက်ပါတယ်။ရုတ်တရက်သူ့ရှိမှာအနက်ရောင်ချင်းနှင်းစလစ်ပါတစ်စုံပေါ်လာပါတယ်။ခေါင်းမောကြည့်လိုက်တဲ့အခါသူ့ကိုမျက်လုံးကြီးကြီးနဲ့ကြည့်နေတဲ့သူကသူ့ရဲ့သမီးပါ။သူ့မျက်နှာကဖြူရောင်သွားပြီးချက်ချင်းလက်ထွက်ကတွားလျားနဲ့ထွက်ပြေးသွားပါတယ်။နောက်ပိုင်းမှာဖေဖေဟာလူမရှိတဲ့လမ်းကြားထဲရောက်သွားပါတယ်။အဲ့ဒီနေရာမှာသူခြေထောက်ပတ်ထားတဲ့ strawberry ဖြုတ်လိုက်ပါတယ်။ wig လည်းဖြုတ်လိုက်ပါတယ်။ပြီးတော့ props တွေကိုစုစည်းပြီးသူ့ရဲ့ luxury car trunk ထဲထည့်လိုက်ပါတယ်။ဒီနေ့ရဲ့ side job ကတော့ပြီးဆုံးသွားပါပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသမီးကအဲ့ဒီလမ်းကြားထဲဝင်လာပါတယ်။ဖေဖေကအလျင်အမြန်ညင်းဆိုပြီးဒါကအဖေရဲ့ part time job ပါလို့ပြောပါတယ်။သမီးကတော့ဒါဆို full time job ကဘာလဲလို့မေးလိုက်ပါတယ်။ဖေဖေကစကားတစ်တစ်နဲ့ဖြေမရတော့ပါဘူး။သမီးကမနှိမ့်ဆက်တော့ပေမဲ့ဖေဖေကိုအတုလိမ်ပြီးပတ်စံရှာနေတာမမြင်ချင်ပါဘူး။ဒေါသထွက်ပြီးထွက်သွားပါတယ်။ရက်နှဲငယ်ကြပြီးသမီးကဖေဖေကိုထပ်မံလမ်းဘေးမှာတောင်းစားနေတဲ့အတိုင်းတွေးလိုက်ပါတယ်။ဒီတစ်ခါတော့အခြေအနေကမတူတော့ပါဘူး။လူငယ်နှစ်ယောက်ကသူ့ကိုဝိုင်းထားပြီးသူ့ရဲ့ disguise ကိုအများရှိမှဖြုတ်ချလိုက်ပါတယ်။လူအုပ်ကြီးစုပြုံလာပြီးဖုံးတွေထုတ်ကရိုက်ကူးကြပါတယ်။တချို့ကဆဲဆုံနေကြပါတယ်။သမီးကတော့ထပ်မံမကြည့်နိုင်တော့ပဲ။ရှီတုံးတို့လှုပ်တဲ့အချိန်ရုတ်တရက်မိန်းမတစ်ယောက်ပေါ်လာပါတယ်။သူမက missionary တစ်ယောက်လိုမြင်ရပြီးမျက်နှာအံ့ဩစရာနဲ့ pastor လို့ခေါ်လိုက်ပါတယ်။အဲ့ဒီစကားကြားလိုက်ချိန်မှာလူအုပ်ကြီးကသူတို့နားလည်မှားခဲ့ကြတာသိသွားပါတယ်။မိနစ်အနည်းငယ်အကြာကရိုက်နှက်ချင်ခဲ့တဲ့လူလေးဟာချက်ချင်းပဲလူကောင်းလူမှုကူညီသူတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ်။သမီးကတော့ဘာမှမပြောနိုင်တော့ပါဘူး။ဒီဖြစ်ရက်ကသတင်းစာထဲထွက်လာပြီးအဖေဟာ online ပေါ်မှာနာမည်ကြီး pastor တစ်ယောက်ဖြစ်လာပါတယ်။သူ့ရဲ့အာယုံစိုက်စရာ preaching တွေအောက်မှာယုံကြည်သူတွေတိုးလာပြီးလူရန်ငွေတွေကလည်းဆက်လက်တိုးတက်လာပါတယ်။ဒါပေမဲ့အမှန်တရားကိုမည်သူမှမသိကြပါဘူး။အရာအလုံးဟာအစီအစဉ်တကျစီစဉ်ထားတဲ့ခံကြုပ်တစ်ခုသာဖြစ်ပါတယ်။နောက်ဆုံးမှာသမီးရဲ့မျက်လုံးထဲမှာကြံခဲ့တာကမယုံနိုင်မှုဝမ်းနည်းမှုနဲ့ဖေဖေကိုမတိမတာအကြောက်တရားတစ်ခုပါပဲ။